ရောမလူမျိုးတွေကတော့ဖွန်ပင်မြို့ကြီးတစ်ခုလုံးမီးတောင်ချော်ရည်ဘူးတွေအောက်ရောက်ရှိလို့တွားခဲ့ရတာဟာနတ်ဖျားတွေရဲ့လူသားတွေပေါ်ကြီးမားတဲ့တန်ခတ်မှုကြီးတစ်ခုဖြစ်ယုံကြည်နေခဲ့ကြပေမဲ့လည်းဒါဟာတကယ်ဖြစ်ပျက်ခဲ့တဲ့သမိုင်းတွေကဖြစ်ရဆိုကြီးတစ်ခုလည်းဖြစ်နေပြန်ပါတယ်အဲ့ဒီဖြစ်ရဆိုကြီးဟာဆိုရင်ရောမခေတ်89 AD ဝန်းကျင်လောက်မှာဖြစ်ပျက်ခဲ့ပြီးတော့ဗက်ဆိုဗီရဲ့မီးတောင်ပောက်ကွဲမှုကြီးဟာပွန်ပင်မြို့ကြီးတစ်ခုလုံးကို6 မီတာကျော်လောက်ရှိတဲ့မီးတောင်ချော်ရည်ဘူးတွေနဲ့ဖုံးလာလို့တွားခဲ့ပြီးတော့မြို့တို့မြို့သားအများစုဟာဆိုရင်လည်းအဲ့ဒီချော်ရည်ဘူးတွေအောက်မှာပဲပျောက်ဆုံးလို့တွားခဲ့ရပါတယ်နေပေါင်း1900လောက်ကြာပြီးတဲ့နောက်ဖွန်ပင်မြို့ဟောင်းကိုပြန်လည်တူးဖော်တွေ့ရှိခဲ့တဲ့အချိန်အစာအုပ်ပြက်တွေကြားမှာကျွင်းကြံလုံနေခဲ့တဲ့လူသားရုပ်လောင်းတွေဟာအတိတ်တစ်ပိုင်းကဖြစ်ရဆိုးကြီးတစ်ခုရဲ့ပြားရုပ်တစ်ခုဖြစ်ယနေ့ခေတ်အီတလီနိုင်ငံမှာတွေ့မြင်နေရမှာလည်းဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာကိုပုံဖော်လို့ထားခဲ့တဲ့ The Last Day of Pompeii လို့ခေါ်တဲ့ဒီပကြီးကားကိုတော့1930ခုနှစ်ဝန်းကျင်လောက်ကရုရှားအကြီးဆရာခါဘရိုင်ယန်ယူလော့ရဲ့ Neo Classic Style နဲ့လက်အမြောက်လွန်လာတဲ့ဒီကားတစ်ချက်လည်းဖြစ်ခဲ့ပါတယ်။